Hello နာဘီရဲ့ pick up ပိုင်းဗီဒီယိုကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။နာဘီဒီနေ့လုပ်ပေးမယ့် pick up ပိုင်းခေါင်းစဉ်လေးကနာဘီပေါ့နော်အလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့မှအလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့မှတိတ်မကြည့်ပေးဘူးပေါ့နော် pick up ပိုင်းဗီဒီယိုဆိုမလုပ်ပေးဖို့အားအကြောင်းမို့နာဘီဒီနေ့မှာတော့အလုပ်ကိုင်ပိုင်းနဲ့ပတ်သက်ပြီးတော့မှကြည့်ပေးမှာဖြစ်ပါတယ်ခေါင်းစဉ်လေးရတော့ပေါ့နော်ကို့အနေနဲ့ကိုယ့်ရဲ့အလုပ်ကိုင်ခြေနေကဘယ်လိုမျိုးရှိလာမလဲဒီပိုင်းကိုကြည့်ရတဲ့သူတွေကအလုပ်ကိုင်မရှိသေးဘူးဆိုရင်လည်းရပါတယ်ကြည့်လို့ရတယ်အလုပ်ကိုင်ရှိတဲ့သူတွေလည်းကြည့်လို့ရတယ်အလုပ်ကိုင်ပိုင်းဒီမှာဘာတွေပြောင်းလဲလာဖို့ရှိမလဲဆိုပြီးတော့မှကြည့်ပြီးမှဖြစ်ပါတယ်ရွေးချယ်စရာအနေနဲ့ကတော့နောက်ပြီးပိုင်1ပိုင်2ပေါ့နော်ထားပေးထားတယ်ကိုယ့်ရဲ့စိတ်ကိုအဆွဲဆောင်နိုင်ဆုံး pick up ပိုင်းလေးရွေးပေးကြဖို့ပြောချင်ပါတယ်ပိုင်လေးရွေးချယ်အခါမှာလည်းနာပြီးထုံးစံတိုင်းပဲပေါ့နော်ပြောနေကြအတိုင်းပဲစိတ်လေးကိုငြင်းငြင်းလေးထားပြီးတော့မှကိုယ့်ရဲ့စိတ်ကိုအဆွဲဆောင်နိုင်ဆုံး pick up ပိုင်းလေးယူပြပါကက်လေးကတော့နိုင်ပြီးဒီ original ကက်လေးရင်ကြည့်မယ်ပေါ့နော်ပိုင်ဝန်းလေးတွေကိုရေးထည့်ထားတဲ့သူလေးတွေရဲ့ပေါ့နော်ကိုယ့်ရဲ့အလုပ်ကိုင်ပိုင်းဘယ်လိုမျိုးရှိလာမလဲဆိုတော့ဒီမှာတွေ့ရတာဆိုရင်အကူပြောင်းနေတွေ့ရတယ်တချို့အစုံလဲ oversee သွားတာဒါမှမဟုတ်လဲကိုလုံးနေနေရတနေရနေပြီးတော့မှနောက်ထပ်အကူပြောင်းပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပြီးတော့ဒီမှာတွေ့ရဆိုတချို့တွေဆိုရင်ပေါ့နော်ဒီအလောက်ကရင်ဘိုင်းကိုပြောင်းချင်နေဒါပေမဲ့ဘယ်လိုမျိုးပေါ့နော်ဒီဥပမာဆိုရင်လည်းလက်ဆက်ကောင်းတဲ့အလုပ်တစ်ခုပြောင်းချင်တယ်ကို့အနေနဲ့ကလိုအပ်တဲ့ skill တွေဖြစ်ဖို့လိုအပ်နေသေးရဲ့ပြီးတော့ကို့အနေနဲ့ကဒီ left hand carrier ပေါ့နော်အချစ်နဲ့အလောက်ကင်ဘိုင်းနေဆိုရင် balance မျှအောင်လုပ်နေရဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်တချို့ဆိုဒီပိုင်ကိုရေးချယ်တဲ့သူလေးဆိုရင်ကွာrelationship ရှိရဲဒါပေမဲ့ကို့အနေနဲ့ကဒီအလောက်ကင်ကြောင့်တစ်ခါတလေမှာ relationship ကိုအရင်အချိန်မပေးနိုင်တဲ့ပုံစံမျိုးလေးအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်ပြီးတော့နာဗီဒီမှာတွေ့ရတာဆိုရင်ကိုအနေနဲ့ကတချို့ဆိုလဲပေါ့နော်ဒီကိုပိုင်လုပ်ငန်းလုပ်မယ်ဆို small business လေးတွေကနေပြီးတော့မှစလုပ်တင်နေပေါ့နော် small business လေးအကြီးမဟုတ်တော့မှ small business လေးတွေအဲ့လိုမျိုးလေးလောက်ကင်စေခြင်းနဲ့တင်းငယ်တဲ့အောင်မြင်မှုကလည်းကို့အနေနဲ့ကနောက်ထပ်လုပ်ဖို့ခွန်အားတွေရှိတယ်လို့ပဲပေါ့နော်ပြီးတော့တချို့ဆိုလဲအဲ့လိုမျိုးဟိုဒီအလုပ်ခိုင်ပိုင်းမှာပေါ့နော်ဥပမာ office ရုံးခန်းပိုင်းမှာဆိုရင်လဲကွာရုံးခန်းပိုင်းမှာဆိုရင်လဲဒီကိုပေါ့နော်ဒီလူအများနေပြီးတော့မှကိုရဲ့ skill ကြောင့်ကိုရဲ့ပေါ့နော်အလုပ်ကိုင်တဲ့အလုပ်ပေါ်မှာပေါ့နော်အဲ့လိုမျိုးနည်းနည်းဟိုဘယ်လိုပြရမလဲကိုယ့်ရဲ့ပုံစံကအလုပ်ကိုတန်မိုးထားရတယ်အလုပ်ကိုချစ်မြတ်နိုးတယ်နောက်တစ်ခုကကျတော့အဲ့လိုမျိုးတိတ်ချာဒီလူကဒီတိတ်ချာလုပ်တဲ့ပုံစံမျိုးလေးရှိရဲအဲ့လိုပုံစံမျိုးလေးထိမြင်ကြရဲပေါ့နော်ပြီးတော့လေကိုယ့်အနေနဲ့ကနည်းနည်းတခြားနေရာမှာဒါကွာကိုယ့်အနေနဲ့ကပေါ့ပြပြလုပ်ချင်လုပ်မယ်ဒါပေမဲ့အလုပ်မှာဆိုရင်တိတ်ချာလုပ်တဲ့ပုံစံမျိုးလေးရှိမယ်ပြီးတော့ပေါ့နော်အတန်မြန်နေလားအတန်နည်းနည်းမြန်နေလားမသိဘူးနည်းနည်းပုံမှန်လေးပြောပြမယ်ပေါ့နော်ပြီးတော့ဒီပိုင်ကိုရေးတဲ့သူတွေကပေါ့နော်အလုပ်ကင်လုပ်နေတဲ့ office ပိုင်းဒါမှမဟုတ်လေတခြားတနေရာလဲဟုတ်ဖြစ်ချင်ဖြစ်မယ်ပေါ့နော်အဲ့ဒါဆိုရင်ကို့အနေနဲ့ယာတူးတိုးတာလစာတိုးတာဒါမှမဟုတ်လေအဲ့လို bonus ရတာမျိုးလေးရှိလိမ့်မယ်ပြီးတော့အဲ့လိုမျိုးခရီးလေးထွက်ရတာမျိုးလေးရှိလိမ့်မယ် short trip လေးတွေပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပြီးတော့တချို့အနေနဲ့က overseas သွားဖို့ try နေတဲ့သူတွေဆိုရင်အဆင်ပြေဖို့ရှိရပေါ့နော်အဆင်ပြေဖို့ရှိရသွားရဖို့ရှိရနောက်တစ်ခုကကို့အနေနဲ့ကပြီးဒီမှာတွေ့ရတာဆိုရင်ဘယ်တော့လောက်ပေါ့နော်ဒီပိုင်ကိုရွေးတဲ့သူတွေကဘယ်တော့လောက်အလုပ်ရဖို့ရှိမလဲဘယ်တော့အလုပ်ရအခုချိန်မှာအလုပ်တွေပိုင်းအင်တာဗျူးတွေရှောက်ထားတယ်ဆိုရင်ပေါ့နော်အလုပ်ဘယ်တော့ရဖို့ရှိမလဲဆိုရင်ကို့အနေနဲ့ကအလုပ်ကပေါ့နော်4 လအတွင်းရဖို့ရှိပါတယ်4 လအတွင်းမှာပေါ့နော်အင်တာဗျူးတွေပါဖြေရတဲ့သူဆိုရင်အင်တာဗျူးတွေဖြေထားတဲ့သူဆိုရင်လည်း4 လအတွင်းအလုပ်ရဖို့ရှိပါတယ်ပြီးတော့ပေါ့နော်ဒီပိုင်ကိုရေးတဲ့သူတွေကတချို့တွေဆိုရင်ဒီလုပ်ငန်းပိုင်းမှာပေါ့နော်တခြားဒီလုပ်ငန်းပါတနာမိတ်ဆွေနေပေါ့နော်ဥပမာအဲ့လိုမျိုးကိုယ့်ရဲ့ပေါ့နော်လုပ်ဖို့ကိုင်းမဲ့အချင်းချင်းခိုင်လေးစကားများရတာမျိုးလေးတွေအဲ့ဒီသူတွေကကိုယ့်ကိုအမြင်ဆောင်တာမျိုးလေးတွေအဲ့လိုပုံစံမျိုးလေးနားပြီးဒီမှာတစ်ချက်တွေ့ရတယ်ပြီးတော့ကိုယ့်အနေနဲ့ကတချို့တွေဆိုရင်ပေါ့နော်အလုပ်ဖို့ပေါ့နော်ကိုယ်ပိုင်လုပ်ဖို့ကိုစဉ်းစားနေတဲ့သူတွေဆိုရင်လုပ်ဖို့အချိန်ကောင်းဖြစ်တယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်တော့တွေ့ရတယ်ကိုယ်အနေနဲ့အကြီးမလုပ်နိုင်အောင်ဆိုတော့မှ small business တေးသေးလေးတွေလုပ်ဖို့ပေါ့နော်အဆင်ပြေတဲ့အချိန်လေးပေါ့နော်ဒီအချိန်လေးကအဲ့ဒါလေးနာပြီးတွေ့ရတယ်ပေါ့နော်
ပြီးတော့နောက်ထပ် oracle လေးကြည့်ပါမယ်ပြီးတော့ပေါ့နော်ကိုအနေနဲ့ကဥပမာအလုပ်တစ်ခုလုပ်မှာပဲဖြစ်ဖြစ်နောက်ထပ်ပေါ့နော်အလောက်ကင်ပြောင်းမှာပဲဖြစ်ဖြစ်ကိုအနေနဲ့ကိုယုံကြည်ရတဲ့ပေါ့နော်မိတ်ဆွေဒါမှမဟုတ်ကိုရဲ့မိသားစုတိုင်မြင်ပြီးတော့မှလုပ်စီခြင်းနဲ့အလောက်ကင်ပြောင်းမဲ့သူတွေဆိုရင်လည်းချက်ချင်းပြောင်းတာမျိုးမလုပ်သေးဘဲနဲ့ပေါ့နော်ဒီအလုပ်တစ်ခုလုပ်နေစဉ်မှာကိုယ့်အတွက်တကယ်အဆင်ပြေမဲ့အလုပ်ကိုရှာပြီးတော့မှအင်တာဗျူးတွေပါဖြည့်ကြည့်ပေါ့နော်ဖြည့်ကြည့်ပြီးတော့မှပြောင်းရွှေ့ရမျိုးလုပ်တင်တယ်ယတိပြည့်ကြီးအလုပ်ကြီးထွက်ပြီးတော့မှအဲ့လိုမျိုးပေါ့နော်နောက်ထပ်အလုပ်တစ်ခုပြောင်းပြီးတော့အဲ့လိုမျိုးရှောက်တာမျိုးမလုပ်တင်ဘူးဘာဖြစ်လို့လဲဆိုတော့အလုပ်ရဖို့ကနည်းနည်းတော့ကြာအောင်မယ်အဲ့လိုပုံစံမျိုးလေးတော့တွေ့ရတယ်ပေါ့နော်ပြီးတော့ကိုယ်အနေနဲ့ကလေတချို့ဆိုလဲဒီကိုယ့်ရဲ့အလုပ်တချို့ဆိုဒီခုလုပ်နေတဲ့လက်ရှိလုပ်မှာကွာအဆင်ပြေနေတဲ့ပုံစံမျိုးလေးမတွေ့ရအောင်ပြဿနာလေးဖြေရှင်းနေရတယ်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်အဲ့ဒါကြောင့်မို့တစ်ခါလေကြာရင်ကိုယ်အနေနဲ့စိတ်ကြနေဆိုပုံစံမျိုးလေးတွေ့ရတယ်ပဲဒါပေမဲ့အဆင်ပြေသွားမှာပါအဆင်ပြေမဲ့ပုံစံမျိုးလေးတွေ့ရပါတယ်ကိုယ်အနေနဲ့စိတ်ရှည်တီးခံပြီးတော့မှကိုယ့်ရဲ့အခက်ခဲလေးတွေကိုလေတခြားကိုရင်ဖွင့်ပြောကြလို့ရမယ်ကိုယ့်ရဲ့မိဘဒါမှမဟုတ်ကိုယ့်ရဲ့မိတ်ဆွေတွေနဲ့တိုင်ပင်ပြီးတော့မှအကြံဉာဏ်ယူပြီးတော့မှဖြေရှင်းတင်တယ်ပေါ့နော်ဒီမှာcelebration တွေတွေ့ရတယ်ပေါ့နော်အားအကြောင်းမို့တချို့တွေဆိုရင်လာစာတိုးတာ bonus ရတာအဲ့လိုပျော်ပွဲရှင်ဖို့ကိစ္စလေးတွားရဖို့တွေ့ရတယ်ပြီးတော့အဲ့လိုမျိုးတချို့တွေဆိုရင်အလောက်ကင်ပြောင်းမှာ career ပြောင်းမဲ့သူတွေဆိုရင်လေနာဗီဒီမှာတွေ့ရ new job career ပုံစံမျိုးလေးတွေ့ရတာကြောင့်ကိုယ့်အနေနဲ့ကလေအလုပ်သစ်ပြောင်းတာမျိုးလေးတွေ career နောက်တစ်ခုကိုထပ်ပြီးတိုးချဲ့လောက်ကင်မှုရှိတယ်ပေါ့နော်ပိုင်ဝမ်းလေးတွေကတော့အဲ့ဒါလေးနာဗီတွေ့ရပါတယ်ဒါလေးတော့ပိုင်ဝမ်းလေးပေါ့နော်နိုင်ပိုင်တူးလေးတွေဆက်သွားပါမယ်ပိုင်တူးလေးတွေပေါ့နော်ပိုင်တူးလေးတွေကိုရွေးချယ်ထားတဲ့တူလေးတွေရဲ့ကိုယ့်ရဲ့အလုပ်ကိုင်ပိုင်းကဘယ်လိုရှိမလဲဘာရီဂျုံတွေ့ရဖို့ရှိမလဲဆိုတာကြည့်ပြီးမှဖြစ်ပါတယ်ပိုင်တူးလေးတွေရဲ့ yes ခဏလေးနော်ပိုင်တူးလေးတွေအနေနဲ့ကလေငါဒီမှာတွေ့ရတာဆိုရင်ကိုယ့်အတွက်တကယ်ကောင်းနေပေါ့နော် career ဘိုင်းကိုဒါမှမဟုတ်လေတချို့ရေဆိုရင်ပေါ့နော်အဲ့လိုကိုယ်ပိုင်အလုပ်တစ်ခုကိုလုပ်ဖို့ကိုကိုယ့်အနေနဲ့စဉ်းစားနေတဲ့ပုံစံမျိုးလေးတွေ့ရတယ်ကိုယ့်ရဲ့အနာဂတ်အတွက်ပေါ့နော်အဲ့လိုမျိုးလုပ်ဖို့အတွက်ကိုစဉ်းစားနေတဲ့ပုံစံမျိုးလေးတွေ့ရတယ်ဒါပေမဲ့ကို့မှာလည်းနည်းနည်းစိုးရိမ်စိတ်ကြီးရှိရငါအဆင်ပြေပါမလားငါလုပ်နိုင်ပါမလားအဲ့လိုမျိုးလေးတွေပေါ့နော်ကိုလုံးမဲ့အလုပ်ကိုတိတိကျကျဒီကြနဲ့ပေါ့နော်ငါဒီလိုမျိုးလုပ်လိုက်မယ်ဆိုရင်အဆင်ပြေပါမလားအရန် risk ယူပြီးတော့မှလောက်ရမယ့်အလုပ်မျိုးလေးတွေကတော့တိတ်မလုပ်စေချင်ဘူးပေါ့နော်အဲ့ဒါလေးတစ်ချက်တွေ့ရတယ်ပြီးတော့ကိုယ့်အနေနဲ့ကတချို့ရေဆိုရင်လေဒီမှာနာပြီးတွေ့ရတာဆိုရင်ရုပ်တရက်ပေါ့နော်အလုပ်တွေပါနားလိုက်ရတာမျိုးလေးတွေအဲ့လိုပုံစံမျိုးလေးရှိလာနိုင်တယ်ပြီးတော့လည်းနာဗီဒီမှာတွေ့ရတာဆိုရင်ကိုယ့်အနေနဲ့ကကျမ်းမာရေးလေးလည်းခရူးဆိုင်ပေးပါပေါ့နော်ကျမ်းမာရေးလေးတွေတိတ်ပြီးတော့မှနည်းနည်းအချို့ကျမ်းမာရေးချွတ်တဲ့ပုံစံမျိုးလေးတွေ့ရတယ်အဲ့အကြောင်းမို့ကိုယ့်အနေနဲ့ကအလုပ်နားရတာဒါမှမဟုတ်တခြားကိစ္စကြောင့်အလုပ်နားရတာမျိုးလေးအဲ့လိုမျိုးလေးပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်အရင်တော့ CDM မဖြစ်စေချင်ဘူးဒါ January တင်ဖို့ပေါ့နော်ပြီးတော့လည်းနာဗီဒီမှာတွေ့ရတာဆိုရင်ကိုယ့်အနေနဲ့ကတချို့တွေဆိုရင်ပေါ့နော်ဒီပိုင်ကိုရွေးတဲ့သူတွေကဒီနောက်ထပ်အလုပ်တစ်တစ်ခုပေါ့နော်အလုပ်တစ်တစ်ခုလုပ်နေတဲ့သူမျိုးတွေပါမယ်ဆိုကိုယ့်အနေနဲ့ကအရင်အလုပ်မှာလေနည်းနည်းအထက်လူကြီးရဲ့ pressure ကြောင့်ကိုယ့်အနေနဲ့စိတ်ချင်းကြက်ခဲ့ရတယ်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ဒါပေမဲ့အခုလက်ရှိလုပ်နေတဲ့အလုပ်မှာဆိုအဆင်ပြေနေရဲ့ဆွဲပုံစံအနေထားမျိုးလေးတွေ့ရတယ်ပေါ့နော်အရင်လုပ်ထက်စားမယ်နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပြီးတော့ပေါ့နော်ပိုင်တူးလေးတွေကနည်းနည်းတော့ကိုယ့်အနေနဲ့ကအဲ့လိုရီမန်းချက်ကြီးရလို့ပြောရမယ်ရောက်ရဲတင်းတိမ်မနေကိုယ့်အနေနဲ့ဒီလမှာပေါ့နော်ဒီအလောက်ကလာစား4သိန်းဝင်နေဆိုရင်ကို့အနေနဲ့လာစား6သိန်း9သိန်း10သိန်းဝင်အောင်ကို့အနေနဲ့အဲ့လိုမျိုးစူးစမ်းတာမျိုးနောက်တစ်ခုကကြတော့ကို့အနေနဲ့နောက်ထပ်ဘာဆက်လုပ်ရမလဲဆိုတော့အမြဲတမ်းတွေးနေတဲ့သူလေးပေါ့နော်အဲ့လိုမျိုးဝန်ထမ်းဘဝရင်းနဲ့တက်လုံးအဲ့လိုမျိုးပေါ့နော်အမြဲတမ်းနေမယ်ဆွဲပုံစံမျိုးလေးမတွေ့အောင်ပိုင်တူးလေးတွေကနည်းနည်းကိုယ့်ရဲ့ပေါ့နော်နည်းနည်းကိုဘဝကိုယ့်ရဲ့ဒီနောက်ထပ်ဆက်လျှော့ရမယ်ကိုယ့်ရဲ့လမ်းကိုတိတိကျကျစဉ်းစားပြီးတော့မှရေရှည်ကိုတွေးတဲ့ပုံစံမျိုးလေးရှိရပိုင်တူးလေးတွေကပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေးရတယ်ပြီးတော့ကိုယ့်အနေနဲ့ကလေကိုယ့်အနေနဲ့ကအဲ့လိုမျိုးပိုင်တူးလေးတွေကတစ်ချက်ရှိရကအပေါင်းအသင်းဝင်ဆန့်နေ
ဘလို့လူဘလို့ပေါင်းအောင်လဲတိတိချာတည်ရပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ကိုအနေနဲ့ကလူတိုင်းနဲ့ပေါင်းတယ်သူတို့ရှီကနေကိုအနေနဲ့ဘလို့အကြံဉာဏ်ရမလဲသူတို့ရှီကကိုဘာဘလို့မျိုးရမလဲဆိုတာလေအဲ့လိုကြည့်တတ်တဲ့ပုံစံမျိုးလေးပေါ့နော်ပြီးတော့ကိုအနေနဲ့ကကိုယ့်ရဲ့အနာဂတ်မှာတော့အဆင်ပြေသွားလိမ့်မယ်ရိုင်းစိတ်ညစ်စရာပူပန်စရာမရှိဘူးပေါ့နော်ပိုင်တူးလေးတွေအနေနဲ့ကဘာလို့လဲဆိုကို့အနေနဲ့ကကျွတ်တင်ပြင်ဆင်ထားတဲ့အရာမျိုးလေးရှိရဲအားကြောင့်မို့အရင်တွေးမနေနဲ့ပေါ့နော်ကို့အနေနဲ့လက်ရှိမှာအကောင်းဆုံးနေပါလို့ပြောချင်ပါတယ်ပြီးတော့ပိုင်တူးလေးအနေနဲ့တခါတလေကြာရင်ပေါ့နော်ကို့အနေနဲ့ကဘယ်လိုပြောပြရမလဲဥမာ3သိန်းရတဲ့အလုပ်နေရဲဆိုရင်ကွာအရန်လောဘကြီးမိနေရပေါ့နော်ငါနောက်ထပ်လစာကောင်းအောင်လစာကောင်းတဲ့အလုပ်ရအောင်အဲ့လိုမျိုးလေးနည်းနည်းကို့အနေနဲ့ကနည်းနည်းမျှော်မှန်းနေတဲ့ပုံစံမျိုးလေးတွေ့ရတယ်အဲ့အကြောင်းမို့ကို့အနေနဲ့ဒါကတော့ဥပမာပြောပြရပါတော့အဲ့ဒါကြောင့်မို့ကိုရတဲ့အလုပ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့လုပ်ပါနောက်ပိုင်းอ่ะပေါ့နော်ကိုအလုပ်အတွက်တကယ်လိုအပ်မဲ့ skill တွေဖြည့်ပြီးတော့မှကိုလိုချင်တဲ့ဒီအမောက်ကိုရှာတာမျိုးအဲ့လိုမျိုးလေးလုပ်ပေါ့နော်တကယ်ကိုမရနိုင်တဲ့အမောက်ကိုမှန်းပြီးတော့မှစိတ်ဆင်းရဲရတာမျိုးဖြစ်စေခြင်းဦးပေါ့နော်ပိုင်တူးလေးတွေအနေနဲ့ကပြီးတော့ပေါ့နော်တချို့ရေဆိုရင်နည်းနည်းပေါ့နော်ငါဒီမှာတွေ့ရဆိုရင်ဒီအလုပ်ကနေပြီးတော့မှကိုယ်အနေနဲ့ experience နေရလာမျိုးဒါကကြတော့အလုပ်နဲ့ပတ်သက်ပြီးတော့လည်းဖြစ်နိုင်မယ်လူတွေနဲ့ပေါင်းသင်းပြီးတော့မှလူတွေရဲ့အကြောင်းကိုသိလာတာမျိုးလေးတွေအဲ့ဒါမျိုးလေးလည်းဖြစ်နိုင်မယ်ပေါ့နော်အဲ့ဒါလေးတော့နောက်ပြီးတွေ့ရတယ်ပြီးတော့ကိုယ်အနေနဲ့ကနောက်ထပ် oracle ကတ်လေးနဲ့ကြည့်မယ်ပေါ့နော်ကိုယ်အနေနဲ့ကပေါ့နော်ဒီမှာဆိုရင်လည်းအရွှေ့ပြောင်းလေးတွေ့ရတယ်အရွှေ့ပြောင်းလေးဆိုတာအလောက်ကံပိုင်းနဲ့ပတ်သက်ပြီးတော့လည်းပြောင်းရွှေ့ရမျိုးဒါမှမဟုတ်လေအဲ့လိုနေရက်ဒေတာပြောင်းရွှေ့ရမျိုးဒါမှမဟုတ်လေအိမ်အပြောင်းရွှေ့ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပြီးတော့ကိုယ့်အနေနဲ့ကလေကိုယ့်အနေနဲ့ကကိုဘဝအထဲကိုပေါ့နော်ကိုဘဝအထဲမှာလူတက်တွေဝင်လာမျိုးပဲဖြစ်ဖြစ်ကိစ္စတစ်ခုခုပေါ့နော်ဖြစ်လာပြီဆိုရင်ငါအတွက်ကောင်းတဲ့ကိစ္စဖြစ်လာလို့ပဲအဲ့လိုမျိုးသတ်မှတ်စေခြင်းလေပေါ့နော်ပိုင်တူးလေးတွေကနည်းနည်းအတွေးများရဲ့ပုံစံမျိုးလေးတွေ့ရပါတယ်ပြီးတော့နာဗီဒီမှာတွေ့ရတာဆိုရင်ကိုယ့်အနေနဲ့ကပေါ့နော်တချို့ဆိုထီတွေပါရေပေါ့နော်ထီတွေပါရေဝါသနာပါရင်ထီတွေပါရေထိုးပါအဲ့လိုမျိုးထီပေါက်ကိန်းတွေရှိရပေါ့နော်ပိုင်တူးလေးတွေအနေနဲ့ကပြီးတော့ yes အသက်တွေဘဝရတယ်လူတစ်တွေလည်းဖြစ်နိုင်မယ်အလုပ်တစ်တွေလည်းဖြစ်နိုင်မယ်အဲ့လိုအသက်တစ်ခုခုပေါ့နော်တစ်ခုခုကတော့ဝင်လာဖို့ရှိပါတယ်ကိုဘဝအထဲကိုပြီးတော့ဗီဒီမှာတွေ့ရတာဆိုရင်တချို့ရေဆိုရင်ပေါ့နော်ကိုဥပမာရင်းထားတဲ့အလုပ်ပေါ့နော်invest လုပ်ထားတဲ့အလုပ်တွေဆိုရင်လည်းတခုခုရင်းနှီးမြှုပ်နှံထားတဲ့အလုပ်ပဲဖြစ်ဖြစ် interview ဖြေထားတဲ့အလုပ်ပဲဖြစ်ဖြစ်အဲ့လိုမျိုးအောင်မြင်ဖို့ရှိပါတယ် interview တွေဆိုလည်းအောင်မြင်ဖို့ရှိရတဲ့တင်ကောင်းကြရဖို့ရှိပါတယ်ပိုင်တူးလေးတွေအနေနဲ့ကပေါ့နော်ပြီးတော့ကိုယ့်အနေနဲ့ကအဲ့လိုမျိုးဘာသာရေးတွေလုပ်တယ်ဆိုရင်လေဘယ်လိုလာပြေးနေတို့ဒါမှမဟုတ်လေလာပြေးနေဒီမှာပဲဖြစ်ဖြစ်တရားထိုင်တာမျိုးပဋ္ဌာန်းရုပ်ပေးတာမျိုးတွေလုပ်ပေးပါကံကောင်းမှုကိုတိတိတတ်ခံစားရမယ်ပေါ့နော်ပိုင်တူးလေးတွေအနေနဲ့ကပြီးတော့ကိုယ့်အနေနဲ့ကလေအရန်ပေါ့နော်တစ်ဖက်သူတွေကိုလေကိုယ့်ရဲ့အကြောင်းကိုယ့်ရဲ့ကိုလုံးနေတဲ့အရာကိုလေအရန်ပြောပြတာမျိုးမလုပ်စေခြင်းဘူးကိုသိရင်ကိုယ်ဝင်ထဲမှာထားပြီးတော့မှကြိတ်လို့ပေါ့ကွာဒီလားကိုလုံးချင်တဲ့အလုပ်ကိုလေကြိတ်လို့အရင်ကိုလုံနေပါလေဆိုတဲ့အရာမျိုးဖွင့်မပြောစီခြင်းဘူးပြီးတော့အဲ့လိုမျိုးပြောခဲ့မယ်ဆိုရင်ကွာကိုကပြောတော့ပြောလိုက်တယ်ဒါပေမဲ့အဲ့ဒီ plan ကြီးကလေတိတိကျကျရေးရဖြစ်မလာမျိုးလေးရှိလိမ့်မယ်ပေါ့နော်အားအကြောင်းမို့ကိုအနေနဲ့ကိုလုံချင်တဲ့အလုပ်ကိုချိန်ပြီးတော့မှအောင်မြင်ပြီဆိုတော့မှပြောပြရမျိုးပဲလုပ်ပေါ့နော်မဖြစ်သေးဘဲနဲ့တော့တခြားသူတွေကိုမပြောပြစီခြင်းဘူးပြီးတော့ပေါ့နော်ကိုရည်ရွယ်ထားတဲ့အရာလေးတွေကတဖြည်းဖြည်းဖြစ်လာဖို့ရှိရဒါမှမဟုတ်လည်းငွေကြီးပေါ့နော်နာပြီးရှိမှပြောခဲ့တယ်လို့ပဲကိုအနေနဲ့ကလစာကောင်းကျင်တာမျိုးလေးဆိုရင်လည်းတဖြည်းဖြည်းရလာဖို့ရှိရကိုအနေနဲ့ကအခုချိန်မှာတော့ရောက်ရဲတက်ဖို့ပေါ့နော်အရင်တွေးနေရမျိုးမရှိဘဲနဲ့ကိုအနေနဲ့ကလက်ရှိမှာအကောင်းဆုံးနေပြီးတော့မှတတိယစူးစမ်းပြီးတော့မှလုပ်ဖို့ပြောချင်ပါတယ်ကိုရည်ရထားတဲ့အရာတွေကတော့မကြခင်မှာရလာဖို့ရှိရဒါပေမဲ့တိုင်မင်တစ်ခုကတော့စောက်ရမယ်ပေါ့နော်ဒါလေးကတော့နိုင်ပိုင်းတူလေးတွေကိုဖတ်ပြပြီးသွားဖြစ်ပါတယ်နောက်ထပ် pick up ပိုင်းဒီမှာပြန်တွေ့ပါမယ်အားလုံးပဲကြတာပါ